သားရင်ဖခင်ရဲ့အပေါ်မှာအမေရှိတာလားလို့မေးစရာဖြစ်လာပါတယ်ဒါပေမဲ့လို့ကက်သလစ်အသင်းတော်ကဖခင်ရဲ့အထက်မှာသူဖန်ဆင်းထားတဲ့လူရှိတဲ့မိခင်ကိုဆိုလိုတာမဟုတ်ပါဘူးဖခင်ရဲ့မိခင်ဖြစ်တယ်ဆိုတာဟာသူမွေးဖွားလိုက်တဲ့သခင်ခရစ်တော်ဟာဖခင်ဖြစ်တယ်ဆိုတာကိုယုံကြည်ခြင်း၌သခင်ခရစ်တော်ရဲ့ဖခင်အဖြစ်တော်ကိုသခင်ခရစ်တော်ကိုမွေးဖွားပေးခဲ့တဲ့မိခင်ကိုပေးခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ဘဝမှာဖခင်ရဲ့အလိုတော်ဖြစ်တဲ့ဘဝကပေးလာတဲ့ကိုယ့်ဘဝကိုသိရင်ဘဝအသက်တာမှာဖခင်အလိုတော်ကိုလိုက်ကြပါတယ်ဥပမာလေးတစ်ခုဆိုရင်အဆိုတော်ဖြစ်တဲ့လူတစ်ယောက်ကိုငါလည်းအဆိုတော်ဖြစ်ရမယ်ဆိုပြီးသွားရှင်လို့မရပါဘူးဥပမာလေးတစ်ခုဆိုရင်ကျွန်တော်ဆိုရင်လေးပြူသချင်းတွေနားထောင်တဲ့အခါမှာငါလည်းလေးပြူလို့ဖြစ်ချင်တယ်ဆိုပြီးသွားဆိုကြည့်အဆင်မပြေဘူး။ဘာကြောင့်လဲဆိုတော့ကိုယ့်ဘဝမှာဖျားပေးတဲ့ဘဝကဒီဘဝမဟုတ်ဘူး။ဆိုတော့ကိုယ့်ဘဝကိုဖျားပေးတဲ့ဘဝနဲ့ထပ်တူဖြစ်တဲ့အခါမှာကျွန်တော်တို့လောကမှာဘဝနဲ့ဆန္ဒထပ်တူကြတဲ့အခါမှာမိုးကောင်းကင်ကိုပဲဒူးနဲ့တိုက်ရအချစ်အတွက်ပဲအသက်ပေးရနိုင်မြမှာတချင်းတွေအများကြီးရေးပြီးသူ့ဘဝမှာစိတ်လေးခဲပြီးဘဝကိုဘယ်လိုရှင်သန်ခဲ့လဲဆိုတာကိုဖြတ်တန်းကြည့်ရင်တွေ့ရှိရပါတယ်ပြောချင်တဲ့အချက်ကလေးကတော့အမိမေတော်သခင်မဟာဖခင်ရဲ့မိခင်ဖြစ်ခွင့်ရတယ်လို့တင်တဲ့ကျွန်ုပ်ရဲ့ဘဝမှာလဲဖခင်ကကျွန်တော်တို့တဦးစီကိုဘာကျေးဇူးတော်ပေးထားတာလဲလို့ကိုယ့်ဘဝကိုပြန်လဲပြီးသုံးသက်ဆင်ခြင်မယ်ဆိုရင်ဖခင်သခင်ရဲ့အလိုတော်လမ်းကိုရှောက်လန်းနိုင်တဲ့အခါမှာကျွန်တော်တို့တွေဟာပျော်ရွှင်ခြင်းနဲ့မပင်ပန်းမဲ့နဲ့ရှောက်လန်းလာနိုင်တာကိုတွေ့ရပါတယ်ပြီးခဲ့တဲ့ January 20 ရက်နေ့တုန်းကကျွန်တော်တန်လျင်မှာ Service ကိုရင်တစ်ပါးကိုဥပဇင်းတိတ်ခါပေးပါတယ်ဥပဇင်းကိုကျွန်တော်ဗာပြောလဲဆိုတဲ့အခါကျရင်ဗရဒေးလို့ယဟန်ဘဝဆိုတာလို့ပျော်ဖို့ကောင်းတယ်ဒါပေမဲ့အဲ့လိုပျော်ဖို့ကောင်းတယ်ဆိုတာဟာစိန်ခေါ်မှုမရှိတာမဟုတ်ဘူးလို့ဖျားခေါ်တယ်ဆိုတာကိုကိုယ့်ဘဝမှာသိရှိပြီးတော့ရှောက်လန်းလာတဲ့အခါမှာတွေ့ရှိရတဲ့ပျော်ရွှင်မှုဖြစ်တယ်လို့ဘဝနဲ့ဆန္ဒထပ်တူကြတဲ့အခါမှာပျော်ရွှင်ရတာမပျော်ရွှင်ရတာတဲ့ကိုယ့်ဘဝမှာဖြတ်သန်းရှောက်လန်းနိုင်တဲ့အသက်တာတစ်ခုတွေ့ရှိလာတာဖြစ်ပါတယ်ဒါကြောင့်မလို့အမိမေတော်သခင်မဟာဖခင်ရဲ့မိခင်ဖြစ်ရတယ်ဆိုတာဟာဖခင်သခင်ကသူ့ဘဝမှာပေးထားပြီးသားဘဝဖြစ်ပါတယ်ဒီနေ့ကျွန်ုပ်ဘဝမှာဖခင်ပေးထားတဲ့ဘဝကဘာလဲလို့အခုအသက်အရွယ်တွေရလာတဲ့အခါမှာကိုထောက်ရှုစဉ်းစားမိလားလို့ချက်ကလေးတစ်ချက်အမိမေတော်သခင်မအားဖြင့်ဝေမျှလိုပါတယ်ဒုတိယတစ်ချက်ကတော့ဖခင်ရဲ့အလိုတော်လမ်းကိုရှောက်လန်းတဲ့အခါမှာဘာတွေ့ရလဲဆိုတဲ့အခါကြလို့ရှိရင် AD 953ခုနှစ်ခရစ်တော်မွေးဖွားပြီးနှစ်ပေါင်း900အကျော်မှာကွန်စတန်တီနိုဘယ်ဆိုတဲ့မြို့မှာအမိမေတော်သခင်မနဲ့ပတ်သက်ပြီးဒုတိယယုံကြည်ရာအချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်အဲ့ဒီယုံကြည်ရာအချက်ကဘာလဲဆိုတော့အမိမေတော်သခင်မကတဲ့အဖတန်စုစေနဲ့အတူတူမနေခင်အဖတန်စုစေနဲ့အတူတူနေပြီးနေတဲ့အချိန်နဲ့အဖတန်စုစေနဲ့လောကကနေခွဲခွာပြီးသူ့ဘာသူပဲတယောက်တည်းရှင်သန်ပြီးဒီလောကအသက်တာကုံဆုံးတဲ့အထိတဲ့အမိမေတော်သခင်မဟာတဲ့အပြိုကညာတခါမှမပြတ်ခဲ့ဘူးတဲ့ perpetual virginity အတိတ်ဘက်ကဘာလဲဆိုတော့ကလေးတော့တယောက်ရထားဘူးတဲ့ဒါမဲ့လို့သူ့ဘဝမှာဘယ်ယောက်ျားလေးနဲ့မှမနေဘူးတဲ့မနေခဲ့ဘူးတဲ့သူဟာအမြဲ
အပြုတ်ကညာဖြစ်တယ်ဒီအကြောင်းအရာကိုကြည့်တဲ့အခါမှာဒီကနေ့ဧဝံဂေလိကျမ်းစာတော်မြတ်ထဲမှာဘာတွေ့ရလဲဆိုတော့သူစိတ်ခမ်းတဲ့အတိုင်းလို့ဘဝချင်းလို့မရအောင်ကိုမှပါလာတဲ့ဘဝအတိုင်းသူအဲ့ဒီအတိုင်းသွားမယ်အခါမှာသူခိုင်းတဲ့အတိုင်းလုပ်ခိုင်းတဲ့အခါမှာဘာတွေ့ရလဲဆိုတော့စင်အိုးတဲမှာရေဖြစ်ခိုင်းသွားပါတယ်ဒါပေမဲ့အဲ့ဒီစင်အိုးကရိုးစင်အိုးမဟုတ်ပါဘူးအိမ်တအိမ်ဝင်ရင်ခြေထောက်ဆေးဖို့အတွက်ထားတဲ့